1945ဇွန်လ19ရက်နေ့ဖခင်ဘုံဆန်းနဲ့မိခင်မဟာသီရိတုတ္တမတော်ခင်ကြီးမွေးပေးခဲ့တဲ့မြမပြည်ကြီးအတွက်ဆိုအဖို့ဖြတ်မရယတနာတစ်ပါးပါသူမနမီသူနမီတော်အောင်ဆန်းစိုးကြီးအမျိုးလဲမြတ်တယ်အကျိုးလဲမတွက်တယ်မြမဆိုတာကဘာကပြီးအောင်ရိုးရထမိန်လေးဝဲခါကောင်းမဆိုလဲမြဲကွယ်ပန်းပန်းလေးရဲ့ပဲတူမေမေရှင်ဝဲသားပြည်သူများအပေါ်တလေးတစားနဲ့အမေအလေးထားတယ်အမြဲတမ်းနဲ့အမေဆုံးမတယ်စစ်မှန်သောမြတ်တရားကြောင့်ပြည်သူများရဲ့ချစ်ချင်းမြတ်တာကလေးတွေမကောက်ဘူး